ငါတို့ရဲ့နေရမြောင်းအားရောင်တွေ့လို့လားကြောင်လီယူနေရလူတွေမျောပါသွားတဲ့ရွာဝါလေးများပမာကံမြေချောင်းစိတ်ဆမ်းများစီမာရေစလေးတချို့ဟာတစ်ချိန်မှာမိုးဖြစ်အေးချမ်းစီဖို့ရာဘူကလာမွေးပွဲနေရှာခါနေရဒီကိုရောက်ခဲ့ပြန်ပေါ်ကွာတန်ရတွေ့တာပြေတော့ဒီလူတွေအပြားမြေပြားကဘာပြားမြေပြားနေတာဘယ်လိုပဲတဲ့ကိုပြောဝင်သွားရေခဲဆိုင်များလားငါတို့အိမ်မများလားမရရအဝါရောင်ပြောင်းသွားတဲ့တင်းရွက်ကလေးတွေမွေးဖွားရသပင်ကိုင်းကစီမှာမြေတော့ပေါ်လို့တိတ်ထွက်ပြေးနေအိတ်ဆက်ချင်းနဲ့မတူကွဲပြားတဲ့ဝတ်သက်ကလေးတွေချင်းကကလေးတွေရဲ့တီဆိုတန်လေးပြေးတဲ့တွေးရွှေမျောလင်းအလွေးတပေးနေစောစီသွားကြရောက်တဲ့မနက်ခင်းတွေနေရောင်ကြီးတက်လင်းနေမြေပြင်းပေါ်သက်စင်းကျွေပန်းပေါင်းစုံပွင့်နေရှာသည်လှတရားကိုဖတ်စင်းစင်တိတ်ဆိတ်ချင်းဟာနေတီရှာတီရဲ့ကုန်းသက်တီကိုတစ်ဖက်တစ်လမ်းကသက်သွင်းနေလွေဦးသူရဲ့ကောင်းကြီးရဲ့ကြေးအောင်ထိုးလေးတောက်ပါလို့လင်းလက်နေတာအလင်းရောင်များကမဲ့ပြန်ကျဲနေဒီတွေရသည်ဟာကဲပြခတ်ချောက်ကူးကောင်းသွားရဲ့ကစားပွင့်ဖြစ်အချီချိုတန်တန်နဲ့ဆုံးကလေးဝေးမှာပြောရင်ဖာရင်လွတ်ညနေဆောင်ရောင်းနေတန်းနေနေဝင်ချင်းနေလှမ်းလို့ကြည့်ပဲဘာကြောင့်မှမသိရှင်လို့ပဲဒီတွေမှာလဲလွတ်ဖို့မိရတကယ်နေရဒီကိုရောက်ခဲ့ပြန်ပေါ်ကွာတန်ရတွေ့တာပြေတော့ဒီလူတွေအပြားမဲ့ပြားကဘာပြားမဲ့ပြားနေတာဘယ်လိုပဲတဲ့ကိုပြောဝင်သွားရေခဲဆိုင်များလားငါတို့အိမ်မများလားမရရလွတ်စတန်တာဆရာကြီးများရင်တွေ့ရသေးပါမြောက်ဖြစ်တာကြားတဲ့စာသင်ခန်းလည်းဖုံးတက်နေတာသိကြပြီကွာအခန်းတော်ကပြက်ကျဲနေတော့နေကြသည်များမှာဖြစ်များရှိမလားဖွက်ထားတဲ့လွမ်းနေကြောက်ပကလေးတွေမှာဖွေရှာကြည့်ပါပြန်ပေါ်ကွာအရင်နဲ့လူပါဖေးလားဒီလူတွေအဖျားမြေဖျားကဘာဖျားမြေဖျားနေတာပြလင်းနေတဲ့ကိုပြောဝင်သွား